ရိုဟင်ဂျာတယောက်ဖြစ်ရတဲ့ပေါ်ကဘလောက်ခက်ခဲလဲဆိုတာဒီနေ့ကျွန်တော်တို့ဒါ NUG မှာပေါ့နော် NUG အမျိုးသားညီညွတ်ရေးအစိုးရမှာလူအခွင့်အရေးဒူးဝင်ကြီးနေရာယူထားတဲ့ရိုဟင်ဂျာတယောက်လည်းဖြစ်တယ်ပေါ့နော်ဦးအောင်ကျော်မိုးကိုကျွန်တော်တို့မင်းမြတ်မို့အတွက်ဒီနေ့ဖိတ်ခေါ်ထားတယ်ဗျ။ဘာနေကောင်းတယ်မလားကိုဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အခုမြန်မာပြည်မှာတော့ကိုရဲ့အခုသိတဲ့အတိုင်းပဲရိုဟင်ဂျာဆိုတာဟိုနာမည်နဲ့တင်ပေါ့နော်ဒါဟိုလက်ခံတဲ့သူလက်မခံတဲ့သူတွေကြားပေါ့နော်ဒါခရက်ရိုက်နေတဲ့ပြဿနာပေါ့နော်အခုဆိုရင်ဒါမြန်မာပြည်မှာရိုဟင်ဂျာတယောက်အနေနဲ့မွေးဖွားလာတဲ့သူဆိုတော့ပေါ့နော်ဟိုဒီရိုဟင်ဂျာတယောက်ဖြစ်မွေးဖွားလာတဲ့အတွေ့အကြုံတွေထဲမှာမှတ်မှတ်ရရရှိနေတာမျိုးတွေဘာတွေများရှိမလဲကိုငငယ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ရခိုင်မှာနေတာဗောလေရခိုင်ပြည်မှာနေတယ်60မတိုင်ခင်တုန်းကကျွန်တော်တို့နေရာနဲ့သွားလို့ရတာဗောဒီကျွန်တော်တို့ကျောင်းတက်တုန်းကဆိုလို့ရှိရင်ဒီရောနှောပြီးတော့ဗောရခိုင်တွေရောတခြားလူမျိုးစုတွေရောရိုဟင်ဂျာတွေရောအဲ့လိုကျောင်းပြီးသွားလို့ရှိရင်မိုးရတီတို့ဘာလို့ဆိုလို့ရှိရင်ဘောလုံးသားကန်တာတို့တူသွားနောက်ပြီးအဲ့ဒီမှာကျွန်တော်တို့ရခိုင်တငယ်ချင်းတွေပါဒီမှာညအိတ်လိုက်တာတို့အဲ့လိုဟာမျိုးကိုသူတို့လည်းအဲ့လိုပဲဗောအဲ့လိုဟိုအပြန်လည်မိခုပြီးတော့ဟိုပါပေါ့ရင်းနှီးနှီးခင်ခင်မင်မင်ပေါ့နော်ဟိုခွဲခြားမှုတစုံတရာရှိမသိစိတ်ထိကရှိပေမဲ့အသိစိတ်ထိကမရှိပေမဲ့ဒီလူကြီးပြင်းခဲ့ရတဲ့အခါကျတော့60ကနေစပြီးတော့အဲ့လိုပေါ့ဒီစစ်တပ်ကနေပြီးတော့ဒီတန်ရအမိန်ပြီးထုတ်တာပေါ့ဒီတန်ရအမိန်ပြီးတနေရာနဲ့တနေရာသွားလာခွင့်ကိုပိတ်ပင်တာတို့စသဖြင့်ဒီလူကျမ်းမာရေးဆောင်ချုံမှုခံယူခွင့်တွေဒါဒီကိုစပြီးသူတို့ကအကောင့်ပေးဖော်တယ်ပေါ့လေနောက်ပြီးတော့ဒီအဲ့ဒီတော့ကဒီခင်ညွန့်ပေါ့ခင်ညွန့်ဥဆောင်ပြီးတော့ဒီနေဆက်ကုကဲမှုနေဆက်လူမှုကုကဲဌာနချုပ်နာဇာကဆိုပြီးတော့သူကနေမြေကိုနဲ့စခန်းပေါင်း35ခုထင်တယ်ကျွန်တော်ထင်တယ်တခိုင်ပြင်းနေမြောက်ပိုင်းမှာအထူးသဖြင့်သူကစစ်တပ်တမတရင်တာမရေးစခန်းတဲ့ပြင်ပေါ့လေဒီလူကောက်ခွန်ရဲလာဝကစစ်တပ်ပူပေါင်းတက်တွေကိုသူကအဲ့လိုတက်ရင်နေနေမြေလိုက်ချပြီးတော့အဲ့ဒီဟိုဟာတွေရဲ့လောက်ရက်ကပါလဲဆိုတဲ့ခါကျတော့ဒီရင်းကြားတွေကိုစပြီးသူကဖိနှိပ်တဲ့အလုပ်ကိုသူကစလုပ်ရတာပေါ့ဥပမာအိမ်မှာဆိုလို့ရှိရင်ကြက်ပနကောင်ရှိလေဆိုတာကစနောက်ပြီးတော့ဒီ3လတကြင်ဒီဆွေးတင်စစ်လို့ခေါ်တယ်သူတို့ဒီနံပါတ်တွေချိန်ပြီးတော့ပေါ့ဒီ3 cent တွေလေဘင်းမှာနံပါတ်တွေချိန်ပြီးတော့တက်ပုံနဲ့တက်ပုံရိုက်တာတို့စသဖြင့်ဒါတွေစလုပ်လာတဲ့ခါကျတော့သူတို့ငါတို့ဆိုတဲ့ဒီခွဲခြားမှုကစပြီးဒီလူဖွဲ့စည်းတွေမှာထင်ဟပ်လာတယ်ဒီတန်ရာဝတီမှာကြီးပြင်းလာခဲ့တဲ့လူတယောက်ရဲ့ဘဝမှာဒီရုပ်ပိုင်းဆိုင်ရာဖိနှိပ်မှုအပါဝင်ဒီစိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုမှာတွဲပြီးပါလာတဲ့ဟာတွေရှိတယ်ဘဝမှာလွတ်လပ်မှုဆိုတဲ့ဟာကိုအရသာကိုဘရောမဟိုမရှိဘူးအကြောက်တရားကိုယင်ပတ်ပြီးတော့ဥမာထားပါတော့ကျောင်းမှာဒီကူနဲ့ဘာသာမတူလူမျိုးမတူတဲ့လူတယောက်နဲ့ရိုဟင်ဂျာတယောက်နဲ့ရန်ဖြစ်တယ်ဆိုလို့ရှိရင်အမြဲတမ်းသူဘသူဘက်ကမာဒီဟိုဟာကတော့ကုဘက်ကိုသွားတဲ့ဟာတွေပေါ့ဒါတွေကတော့ဒါရှိခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့အဲ့ငငယ်တုန်းကတော်တော်လေးဒီဂရုစိုက်ရတယ်တငယ်ချင်းတွေနဲ့ခင်မင်းရင်းနဲ့ဒါပေမဲ့အဲ့လိုအဖို့တစ်တွေမရှိအောင်ပေါ့ဒါတွေကိုအမြဲတမ်းစိတ်ခင်မှာထားပြီးလောက်ရတဲ့ခါကျတော့ဒီလေးလံပြီးတော့စိတ်သိတယ်မလားဒီစိတ်ကအမြဲလေးနေအကြောက်စိတ်ရှိနေတဲ့ခါကျတော့တာမန်လူတယောက်လိုကြီးပြင်းဖို့ဆိုတာကတော်တော်လေးခက်ခဲခဲ့တယ်ပေါ့